နာပါရှင် KB စပါဝါကွန်ပျူတာနဲ့ဘာသာစကားသင်တန်းမှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဆရာမသင်ကြားမယ့်သင်ခန်းစာကတော့လိပ်စာကပ်အပိုင်း3ပေါ့နော်။လိပ်စာကပ်ထုံးစံအတိုင်းဒီ new ယူပါမယ်။ 5 new 3.5 pound 1 size ပေါ့နော်။လို့ရှိရင်300 okay ဒီတစ်ခါတော့ကျွန်တော်ဒီ blind name တွေက pattern ဆိုတဲ့ဟာလေးကိုသုံးပြီးတော့လိပ်စာကပ်ပြုလုပ်သွားမှာဖြစ်ပါတယ်။ရင်ဆုံး background လေးကိုနှစ်ချက်ခောက်ဆိုရင်ဒီမှာ layer 0ဖြစ်သွားပါမယ်။အဲ့ဒါမှသူကဒီ layer နှစ်ချက်ခောက် blind mode တွေက pattern overlay ဆိုတဲ့ဟာလေးသုံးလို့ရမှာဖြစ်ပါတယ်။ကိုကြိုက်တဲ့ပုံစံသုံးလို့ရပါတယ်။အဲဒီမှာရိုးရှင်းလေးပဲသုံးလို့ရမှာနော်။ကိုကြိုက်တဲ့သုံးလို့ရပါတယ်။ပြီးလို့ရှိရင်ဒီအဝိုင်းလေးကိုခေါ်ပါမယ်။ layer လေးတောင်းအခုစမလုံးမှာကအုတ်သေးကြောက်ဘောနော်အဲကြောင့်မို့ဒီကြောက်စီအရောင်လေးကိုထည့်လိုက်ရပါတယ်။ကိုယ်ကြိုက်တဲ့အရောင်ထည့်ပါရပါတယ်။ pattern တွေကပေါ့နော်။လို့ရှိရင်ဒီအဝိုင်းလေးမှာလိုက်ပြီးတော့ဒီ select embed ဆိုတဲ့ဟာလေးလုပ်လိုက်ပါ။ဘာလို့လဲဆိုရင်ဒီနားလေးမှာအရောင်လေးထည့်ဖို့အတွက်ပြီးရင်ကိုကြိုက်တဲ့အရောင်လေးစမတို့ဒီနောက်ကအရောင်လေးတိုင်းယူလိုက်ပါမယ်။ဒီအရောင်လေးပေါ့နော်။ဒီအရောင်ဒီမှာထည့်မယ်ဆိုရင် order plus ပြီးနေထည့်လိုက်ပါမယ်။အဲဆိုနှစ်ချက်ဖြစ်သွားအောင်ဆီမှာ copy လေးကလောက်ပြပါတယ်။ဒါကို copy ကိုပြီးနောက်နည်းနည်းဆုပ်လိုက်ပြီးဆိုနှစ်ချက်ဖြစ်သွားပြီပေါ့နော်။နှစ်ထပ်ပြီးရင်နောက်နည်းနည်းဆုပ်ပြီးသွားရင် control နဲ့ပြီး select ဝင်အောင်လုပ်ပြီးတော့ဒီနားလေးကိုရောင်လေးမှာပြပါတယ်။နောက်ထပ်အရောင်လေးနည်းနည်းလေးနောက်ထပ် order plus ပြီးဒီ step လေးလုပ်ပါမယ်။ဒီမှာကိုယ့်ဘာသာကိုချိန်လို့ရပါတယ်ကိုလူလေးဆင်မကြောက်လေးပေါ်နေတဲ့ဒီလောက်လေးထည့်ပေါ့နော်။ပြီးအတက်ပြီးတော့ပါလက်မရှည်တာပြည့်တူတာပြည့်ကိုစိတ်ကျဲလောက်ပါရပါတယ်နှစ်ထပ်တွေကိုပေါ့နော်။လို့ရှိရင်ဒီမှာစာလေးရေးထားရှိပါတယ်။ဆင်မဒီမှာစာလေးရေးထားတယ်။အဲဒီ copy တခါရေးထားလိုက်ပေါ့နော်။ W01 ဖောင်းတယ်။ဟိုရင်ခဏရေးနေတာသူအလုံးရှုပ်တယ်ပေါ့နော်။ဒီ copy ယူပြီးတော့ရှိရင် T နဲ့ကာစာရှာအတက် pasteပြီးရင်ဒီအရောင်လေးပဲသုံးလိုက်ပါနော်။အရင်လိုက်ဖက်တော့အရောင်လေးတူအောင်လုပ်တော့လိုက်ဖက်မှုရှိအောင်လည်းသုံးပါမယ်နော်အရောင်လေးကို။ဒါကိုတော့စိတ်ကြလေးသုံးလိုက်ပါမယ်ပေါ့နော်။နောက်ထပ် customer စိတ်ကြလေးသုံးလိုက်တယ်ပေါ့နော်။နောက်ထပ်ကာစာရှာcustomer ကြီး order right ဆိုတော့ customer စိတ်ကြိုက်သုံးတာဟုတ်ကောင်းပါတယ်။ copy paste font လေးပြောင်းပါနော်စိတ်ကြိုက်ပြောင်းပါရပါတယ်ဒီ stock ကြိုက် stock ထည့် draw shadow တွေကြိုက် draw shadow ထည့် stock ကြိုက်ရင် stock draw shadow ထည့်ပါ draw shadow stock ဘာလဲကြည့်မနော်ကိုယ့်ကိုထည့်ဒီမှာ stock အနေနဲ့အဖြူအောင်လေးချက်လေးအတွက်အဖြူအောင်လေးထည့်ရဖြစ်ပါတယ်ကိုယ့်ကိုကြိုက်တဲ့အရောင်ထည့်လို့ရပါတယ်နော်ဒီမှာ update ကြောက်လို့ copy paste sorry ကာလာရှာပါမယ်ကာလာရှာရင်မှာ paste ဒီဒါပေမဲ့ကလေးထောက်ပြီးနေတဲ့ font ပြောင်းချက်တယ်ပြောင်းရပါတယ်မစမအရောင်နဲ့ကအရောင်လေးလိုက်ပြအောင်ပေါ့နော်ထည့်နေရဖြစ်ပါတယ်ဒါပေမဲ့ကြိုက်တာထည့်လို့ရပါတယ်နော်ချက်နေအောင်ထည့်ပါဒီမှာဒီရောင်လေးမှာတော့မသိမလားလို့ထင်တယ်ပေါ့နော်စိတ်တယ်တခုရှိရဒီ alignment ရဲ့ဒီဘက်နားကိုရန်ကတ်လို့မရဘူးဒီဘက်နားကိုကတ်လို့မရဘူးဒီမှာအထူးလေးမှန်းနေလို့ပြလိုက်ပါမယ်အဲဒီ stock ထည့်လဲထည့်ပေါ့နော်မထည့်လဲရပါတယ်အဲဆိုဒီနားလေးမှာစင်မကဒီပုံလေးထည့်ပေါ့နော်ပုံလေးထည့်ရတဲ့မှန်ပါမယ်ဒါကမှမထည့်ရသေးတဲ့အရင်ဆုံး rectangle ယူလိုက်ပါပုံလေးဒီတိုင်းစီထည့်တာဖြစ်ဖြစ် rectangle box တွေကိုထည့်တာဖြစ်လုပ်လို့ရပါတယ်အခုအုတ်သေးချပုံလေးရှာပေါ့နော်ညီမလိုရလိုက်ပါမယ်โอเคပေါ့
copy paste ထဲမှာပြီးလို့ရှိရင်ဒီ rectangle ထဲမှာဒီမှာနည်းနည်းရွှေ့ပြမယ်နော် rectangle ထဲမှာထည့်ဖို့အတွက်ဒီပုံလေးနဲ့ rectangle လေးနဲ့အပေါ်အောက်ထားမှာဖြစ်ပါတယ်ဒီ right click create clip မှာလေးလုပ်ပါဒါဆိုဒီ shape ထဲမှာဝင်သွားပြီပေါ့နော်ဒါလေးကိုတုံအောင်မယ်ဒီနေ့ကတော့ create clip မှာလို့ခေါ်ပါတယ်ပြီးရင်ဒီနှစ်ခုကို keyboard က shift ဆိုတဲ့ကလောက်လေးပြီးတော့ဒီ rectangle နဲ့ဒီပုံထည့် layer နှစ်ခုကို right click နေပြီးတော့ merge layer နဲ့ပေါင်းပါရပါတယ်ဒီတပုံကြီးထည့်သွားမှာပေါ့နော်ပုံလေးတွေဟိုစမမြန်ထည့်လို့ရအောင် copy လုပ်ပါမယ်ဒါလေးကိုတပုံကြီးထည့်လိုက်ပြီးဖြည့်ပါမယ်နောက်တစ်ပုံရှာပါနော်copy paste control C control D တော့ edit free transfer ဒီအခုထည့်မဲ့အောက်က layer က layer 2ပေါ့နော်ဒါဆိုရင်ပုံလေးကလည်း layer 2ရဲ့ပုံမှာရှင်းအောင်ဖြစ်ပါတယ် layer 2 copy ပေါ့နော် layer 2 copy layer 3 ကိုဒီလိုထည့်လိုက်ရပြီအဲ့တော့ပုံပြောင်းထည့်တော့ပါဒါဆိုရင်ဒီဟာစက္ကန့်အရင်ချိန်ချန်မှာပြည့်တဲ့အတွက်ဆင်မကတော့ဒီသင်ချန်နေဟာလေးကိုရနိုင်မှာဖြစ်ပါတယ်ပြီးရင်တော့ layer တွေပေါင်းမမေ့ပါနဲ့အရင်ရှုပ်နေမှာဆိုလို့ပြီးရင် stroke လေးထည့်ချင်တယ်ထည့်လို့ရပါတယ်ဟုတ်နော်တေချာမြင်ရအောင်မအောင်တင်ကြလို့ stroke လေးလိုက်တယ်ပေါ့နော်ထည့်လို့ရပါတယ်ဆိုရင်အကုန်လုံးလိုက်ပါလို့ကြည့်ရပါမယ်ပြီးရင်ဒီ story တွေအကုန်လုံးတူတူထားလို့ရအောင် right click copy layer style right click paste layer style ဆိုပြီးတော့တူတဲ့ stock ပုံစံအတိုင်း copy လုပ်ရပါတယ်တခြားပုံတွေမှာလည်းဒါဆိုရင်ဒီနေ့သင်ခန်းစာလေးပြီးတော့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်